တီကိုကျွန်းမှာဆရာတော်ကြီးတစ်ပါးရှိတယ်ပုထုဇဉ်ဘဝနဲ့သီလလုံအောင်ထိန်းတာဘလောက်တောင်လုံလဲဆိုရင်ယဟန္တာတို့ထင်တော့အောင်လုံနေတဲ့တခါတခါမတွေကိုဘုန်းကြီးကမေးခွန်းလေးတစ်ခုမေးမယ်နော်အရိယာပုဂ္ဂိုလ်တွေသီလလုံတာရဲ့ပုထုဇဉ်သီလလုံတာရဲ့ဘယ်ဟာချီးကျူးထိုက်တယ်လဲပုထုဇဉ်သီလလုံတာချီးကျူးထိုက်တယ်နော်ဘာဖြစ်လို့လဲအရိယာသီလလုံတယ်ဆိုတာကအရိယာကတတိတခြားထိစရာမလိုတော့မဉ္ဇဉ်နဲ့ကိလေသာဖြတ်ပြီးတာအလွတ်လို့ရှောင်ပြီးသားဖြစ်နေပြီနော်ပုထုဇဉ်ကကိလေသာအပြည့်နဲ့လွန်ကျူးကျင်တော်လည်းပဲမလွန်ကျူးနိုင်အောင်ထိန်းတာသူကပိုခက်တယ်နော်မှန်ပါပါဗျာကဲအဲ့ဒီယဟန်တော်ကြီးကပုထုဇဉ်ဘဝနဲ့သီလထိန်းလိုက်တာယဟန်တန်လို့ထင်မှားရနောက်အောင်ကိုလုံတာသီလကမှန်ပါပါဗျာလူတိုင်းကသူ့ကိုယဟန်တာပဲတသမတ်ထက်တွေ့ထားတာအနိကတပည့်တွေကလည်းသူ့ယဟန်တာပဲတွေ့တယ်ဒါပေမဲ့သူကပုထုဇဉ်ပြန်တော်မူကလည်းနီးရောယဟန်တာမတိမြတ်ကြီးပြန်တော်မူမယ်တရင်ကဘယင်နာကိုပေါက်သွားတယ်အဲ့တော့ဘယင်ကသွားဖူးအောင်မယ်လေဆိုပြီးတော့လာတာဖူးကန်နီးအခန်းအပြင်ဘက်ကနေအတန်လေးကြားလိုက်တယ်ညီးတန်ကြားတယ်တဲ့ဘာတန်ကြားတာညီးတန်ကြားပါတယ်ညီးတန်ကြားတာပုထုဇဉ်ဆိုတော့ယောဂနှိမ့်ဆက်တဲ့ဓာန်ပြင်းရင်မညီဘူးလားညီးတာညီးတယ်ပုထုဇဉ်ဖြစ်တတ်တယ်နော်မှန်ပါပါဗျာဘသူတွေမညီးတော့လဲဆိုရင်အနာဂံနဲ့ယဟန္တာမညီးတော့ဘူးတဲ့နော်အနာဂံယဟန္တာဖြစ်ရင်တော့မညီးတော့ဘူးပုထုဇဉ်ဆိုရင်တော့ညီးနေအောင်မှာယောဂကပြင်းတော့ညီးတန်လေးတစ်ချက်ထွက်တော့တာဘယင်ကအပြင်ဘက်ကကြားတယ်ဩယဟန္တာမှတ်လို့လာပူတာဟုတ်မှမဟုတ်ပဲပြန်တော့မယ်ဆိုမကြော်ပဲနဲ့ပြန်သွားတယ်နော်အဲ့တော့ဒီတရင်ကအပြင်တခါတည်းပြန်သွားတာဒီဆရာတော်တပည့်တွေလည်းရှင်းလိုက်တာသူတို့ဆရာယဟန္တာဆိုသူတို့ကလည်းဂုဏ်ယူတာကိုအခုယဟန္တာမဟုတ်ဘူးတဲ့ဆိုဘုရင်ကပြောပြီးပြန်သွားလိုက်တော့အခန်းထဲဝင်လျှောက်တော့တာဆရာတော်ဗျာဆရာတော်ကိုအားလုံးကယဟန္တာဆိုကြည်ညိုကြတာတပည့်တော်တို့ကိုယ်တိုင်လည်းဒီတိုင်းပဲဗျာအခုတော့ဘုရင်ကယဟန္တာမဟုတ်ဘူးတဲ့ဆိုပြန်သွားပြီတပည့်တော်တို့လည်းသိက္ခာကြဆရာတော်လည်းသိက္ခာကြမကောင်းပါဘူးဗျာဘာဖြစ်လို့ပါလဲဆရာတော်ကိုလျှောက်တော့ဆရာတော်ကပြောတယ်အေးကွယ်တခြားတော့မဟုတ်ဘူးနောက်ပွင့်မဲ့အရိပိတယဘုရားကိုဖိုးပြီးတော့ဘုရားကျင့်သုံးခြင်းတို့နောက်ဘုရားကိုဖိုးခြင်းတို့ကယဟန္တာဖြစ်အောင်မကျင့်တာပါအဲ့တော့တပည့်တွေကလျှောက်တယ်အရှင်ဘုရားရဲ့အရိပိတယဘုရားလက်ထက်မှာယဟန္တာဖြစ်ဖို့ကြုံမကြုံဆိုတာမသေးကြဘူးဗျာတဲ့ကဲဒီပြိတ္တတွေဘုန်းကြီးမင်းမယ်သေချာနိုင်လားမသေချာနိုင်ဘူးလားသေချာနိုင်ပါဘူးဗျာဒီဘဝကကောင်းလို့သိရင်နောက်ကောင်းတဲ့ဘဝမရောက်ဘူးလားရောက်လားရောက်မှာတော့ဒါပေမဲ့လို့ဘယ်နဲ့ဘဝဆက်ကောင်းနိုင်မလဲတစ်ချက်မှလို့မကောင်းတဲ့ဘဝပါရင်အပယ်ကျပြီအပယ်ကျရင်အရိပိတယဘုရားလောကမှာပွင့်တယ်သူနဲ့ဆုံးမလားမဆုံးတော့ဘူးနော်မသေးကြပါဘူးဗျာတဲ့သေကြတာအခုသာသနာအဲ့လိုလဲရှောက်ရောဒီလိုဆိုရင်မင်းတို့အခန်းအပြင်ထွက်တော့တဲ့တပည့်တွေဥချပြီးတော့နောက်ဆုံးအခန်းပြင်ထွက်တာခြေတလန်းပဲအခန်းကလွန်သေးတယ်ပြန်ခေါ်လိုက်တယ်လက်ချောက်ပြီးလာခဲ့ကြတော့တဲ့ဘာဖြစ်တော့ရဟန္တာဖြစ်တာမမြန်ဘူးနဲ့မြန်လားမြန်ပါတယ်ဗျာသူခန်းလေးကနေနောက်ဆုံးအပြင်ထွက်အပြင်တလန်းပဲရောက်သေးတယ်လာခဲ့ကြတော့ဆိုတော့တပည့်တွေကပြောတယ်ဆရာတော်ဗျာယဟန္တာဖြစ်တာမြန်လာရည်လားဆိုတော့အေးယဟန္တာဖြစ်တာချီးကျူးစရာမကောင်းဘူးကွာပုထုဇဉ်ဘဝနဲ့သီလလုံတာကချီးကျူးဖို့ကောင်းတာလွန်ကျူးလို့တဲ့ကိလေသာရှိတော်လည်းပဲမလွန်ကျူးဘူးဟဲ့ဆိုပြီးတော့လုံအောင်ထိန်းခဲ့ရတာအဲ့ဒါမှတကယ်ကြည်ညိုစရာကောင်းတာတဲ့ပြောလိုတာကတော့သီလလုံလို့ရှိရင်အခုယူအခုနိဗ္ဗာန်မရဘူးလားရတာရပါတယ်ခင်ဗျာဒါဆိုရင်ဘာဝနာအလုံးနဲ့နိဗ္ဗာန်ယူမဲ့ပုံကိုယ်တွေအတွင်းဘာပါရမလဲသီလပါရမယ်ဒါနပြုပြီးတန်ត្រာလည်နေကြအောင်မဲ့ဆိုရင်အဲ့ဒီဒါနအကျိုးကိုခံစားဖို့ဘာပါရမလဲသီလပါရမယ်ဒါဆိုရင်သီလဟာဇန်လိုက်သူအရေးကြီးဆုံးနော်မှန်ပါပါဗျာသူမပါရင်ဖြစ်မလားဖြစ်ပါဘူးဗျာသီလမပါရင်ဒါနအကျိုးလည်းခံစားလို့မရဘာဝနာကလည်းနိဗ္ဗာန်ရောက်အောင်မပို့နိုင်တဲ့ဒါကြောင့်တန်ត្រာကျင်လည်ရအောင်မဲ့ဆိုဒါနအကျိုးခံစားဖို့တန်ត្រာဝစီယကထွံ့မြောက်တဲ့နိဗ္ဗာန်ကိုလည်းရောက်နိုင်ဖို့အတွက်ဘယ်သူအရေးကြီးလဲသီလအရေးကြီးတယ်